အားလုံးပဲ Happy New Year ပါမင်္ဂလာရှိသော2026ဖြစ်ပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ကျမအနေနဲ့ဒီနေ့ကျမလာမယ့် January လ9ရက်နေ့မှာကျမတို့အတူတကွခံယူကြမယ်ပေါ့နော် study လုပ်မယ် Leadership Bible Leadership Principle from God Word ဆိုတဲ့ဒီစာအုပ်ကလေးရဲ့ background အကြောင်းကိုကျမပြောရင်းနဲ့ဒီစာအုပ်နဲ့ဘာဖြစ်လို့ကျမအရင်ဆုံးလာပြီးတော့ study လုပ်ကြမလဲဆိုတာကိုပြောနေတာတော့ဒီဟာကကျမတို့ကိုသခင်ယေရှုခရစ်တော်ဘုရားက Go make disciple လို့ဆိုပြီးတော့ပြောခဲ့တယ်ငါတပည့်လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေကြလောလို့ဆိုပြီးတော့ပြောခဲ့တဲ့အတွက်ကျမတို့ကအရင်ဆုံးတပည့်သခင်ယေရှုခရစ်တော်ဘုရားရဲ့တပည့်ဖြစ်မှကျမတို့တွေကခေါင်းဆောင်ကောင်းတွေဖြစ်မှာဖြစ်ပါတယ်တပည့်ကောင်းမဖြစ်ဘဲနဲ့ကျမတို့ခေါင်းဆောင်ကောင်းဘလို့မှမဖြစ်နိုင်ဒါကြောင့်မလို့ကျမဒီဟာကိုကျမဥတည်ချက်ထားတာကျမတို့တိုင်းပြည်မှာယခုဖြစ်နေတဲ့အခြေအနေတွေနဲ့ကျမဒီဟာကယေရှုခရစ်တော်ဘုရားရဲ့တပည့်တော်ဖြစ်ပါတယ်ယုံကြည်သူဖြစ်ပါတယ်ကိုးကွယ်တဲ့သူဖြစ်ပါတယ်လို့ဆိုတဲ့မြန်မာနိုင်ငံမှာရှိတဲ့ယုံကြည်သူခေါင်းဆောင်တီးတီးနဲ့အတူကျမအတူတကွတိဆောက်ခြင်းလို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစာအုပ်ကလေးကိုရရှိထားတဲ့နောက်ခံအကြောင်းလေးကိုပြောရလို့ရှိရင်ကျမNorth Carolina မြန်မာနှစ်ချင်းသင်းတော်ကိုစပြီးတော့ဦးစပြီးတော့စိုက်ပျိုးတည်ထောင်ခဲ့တဲ့အချိန်မှာတော့ကျမဦးလေးနဲ့အတော်နဲ့ကနယူးယောက်မြို့မှာတာဝန်ထမ်းဆောင်နေခဲ့တဲ့အချိန်ဖြစ်ပါတယ်။အဲ့မှာရှိတဲ့အကြီးအိမ်ကစာကြည့်တိုက်မှာဒီစာအုပ်ကနှစ်ခုဖြစ်နေတယ်။နှစ်ခုရှိတဲ့အခါမှာအတော်ကသမီးတအုပ်ယူသွားရေးတဲ့သမီးခုအသင်းတော်မှာသမီးဥဆောင်နေရတာဟုတ်ကဲ့ဆိုပြီးတော့အဲ့စာအုပ်ကကျမကိုအများကြီးပဲလမ်းပြခဲ့တယ်။ကျမကိုကြိုတင်သတိပေးထားတယ်ကျမဘာလုပ်ရမလဲဆိုတာဒီစာအုပ်ကတော်တော်လမ်းပြခဲ့တယ်။ဟာအခုကျမတို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေအားလုံးကိုကျမတို့ပြန်သုံးသပ်လို့ရှိရင်ဖျားသခင်အခွင့်မရှိဘဲနဲ့ဘယ်အရာမှမဖြစ်လာနိုင်ဘူးကျမလွန်ခဲ့တဲ့10နှစ်ကယေရမိယအနာဂတ်ကျမ်းကိုကျမဖတ်တာကျမတလုံးမှနားမလည်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ကျမဒါကိုသေချာသဘောမပေါက်ခဲ့ဘူးဒါပေမဲ့ယနေ့ကျမပြန်ပြီးတော့ယေရမိယအနာဂတ်ကျမ်းကိုကျမဖတ်တဲ့အခါမှာကျမမျက်ရည်တောက်ကြရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါငါတို့တိုင်းပြည်ကိုပြောနေရလားမသိဘူးဘာလို့ဆိုကြုံတွေ့နေရတဲ့ဟာဒီအကုန်လုံးကဖျားသခင်ကိုမသိလို့ကျမတို့ကဒီအခက်ခဲဒုက္ခတွေအသက်ရှင်တော်မူသောဖျားကိုကျမတို့ကမသိဘူးမကိုးကွယ်ဘူးလက်မခံဘူးလွန်ခဲ့တဲ့နှစ်200ကနှုတ်ကပတ်တော်ကိုဆေလွတ်ခဲ့တယ်မြန်မာလူမျိုးအများစုကညှင်းပယ်ခဲ့တယ်ဒါပေမဲ့မြန်မာလူမျိုးတွေထဲမှာဒီနှုတ်ကပတ်တော်ကိုလက်ခံပြီးတော့ဟာယေရှုရဲ့တပည့်ပါခရစ်ယာန်မှာလို့ဆိုပြီးတော့မိမိကိုမိမိကျင့်ရတယ်လက်ခံပြီးတော့လူအများသိအောင်ခရစ်ယာန်တယောက်အနေနဲ့နေနှစ်ချင်းခံထားတဲ့သူတွေရှိတယ်အဲ့ဒီသူတွေအားစုကအခုမြန်မာပြည်မှာလက်နက်ကင်တပ်ဖွဲ့တွေတော်တော်များများတယ်ယုံကြည်သူခရစ်ယာန်တွေဖြစ်ကြတယ်အခုဖြစ်နေတဲ့ပြည်တွင်းစစ်မှာလည်းဥဆောင်နေတဲ့စစ်ဘီရင်တွေဆိုတာလည်းယုံကြည်သူတွေဖြစ်နေကြတယ်ခရစ်တော်ကိုကိုးကွယ်တဲ့သူတွေဖြစ်နေကြတယ်ဟောကျမအနေနဲ့ဒီစာအုပ်ကိုကျမတယောက်တည်းကင်တီဆောက်ပြီးတော့ကျမကိုအကျိုးတစ်ခုအတွက်ပဲကိုခံစားထားတဲ့ကောင်းကြီးမင်္ဂလာကိုတယောက်တည်းပဲနဲ့အတွက်ပဲသုံးချနေရတာကိုကျမ
မနေနိုင်တော့ဘူးကျမစိတ်ထဲမှာဖះသခင်ကကျမကိုနှလုံးသားမှာစကားပြောလာတယ်ဖိစီးလာတယ်အဲ့ဒါဘာလဲဆိုတော့ကျမကိုပြောရမယ်ဒီဟာကို sharing လုပ်ရမယ်အတူတကွတည်ဆောက်ရမယ်လို့ဆိုပြီးတော့ကျမဟိုဒါမနေ့တနေ့မှထားပြောတာမဟုတ်ဘူးကျမကိုယ်တိုင်ကျမလည်းယောနာလို့ကျမလည်းပတ်ပြေးတတ်တဲ့အချင်းရှိတယ်ဒါပေမဲ့ဘယ်လိုလုပ်ပတ်ပြေးနိုင်တော့မှလဲအသက်ရှင်တော်မူသောဖះကျမကိုတတိပေးနှိုးဆော်လာပြီဆိုလို့ရှိရင်ကျမနာခံခြင်းမှတပါကျမမှာတခြားနည်းလမ်းမရှိတော့ဘူးဒါကြောင့်မလို့ကျမမှာနာခံခြင်းစိတ်ကိုဖះကသွင်းပေးထားသလိုမြန်မာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေအကုန်လုံးကိုလည်းကျမထိုနည်း၎င်းပဲဘလို့နာခံမလဲကျမအမြဲတမ်းဖះသခင်ကိုကျမဆုတောင်းတယ် Show me your way, O Lord. Teach me your path. Lead me to the truth and teach me. For you are the God of my salvation. On you I wait all the day. ဆိုတဲ့ဟာဆိုဖះသခင်လမ်းပြပါဆိုတဲ့ဟာကျမ meditate လုပ်တယ်တော့ပါတော့ Okay အဲ့တော့ကျမအရင်ဆုံးဘာဖြစ်လို့ဒီကျမ်းချက်ကိုကျမကိုဖះဘယ်လိုပြောလဲဆိုတော့ကျမ conviction ဘယ်လိုဖြစ်လဲဆိုတော့ရေးစဂျေလအခန်းကြီး33ငွေ1ကနေပြီးတော့စပြီးတော့ဖတ်ပြလို့ရှင်ဒါကျမတို့မြန်မာပြည်မှာရှိတဲ့ယုံကြည်သူခေါင်းဆောင်တွေဆိုတာဘုရားသခင်ကကျင်းဆောင်နေရမှာလဲထားသလိုကျမတို့ကကျမ်းစာထဲမှာခေါင်းဆောင်တွေကိုနိုင်ငံရေးဘာသာရေးနဲ့ပတ်သက်တဲ့ခေါင်းဆောင်အကုန်လုံးတိုးတိန်လို့ဆိုပြီးပြောဣသရေလရဲ့တိုးတိန်နေလို့ဆိုပြီးတော့လည်းပြောတယ်အဲ့တော့ကျမကနေပြီးတော့အရင်ဆုံးရေးဂျေလနာဂတိကျမ်းမှာနော်တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာ၍အချင်းလူသားတင်း၏အမျိုးသားချင်းတို့အားဟောပြော၍ဆင့်ဆိုရသည်မှာငါသည်တစုံတစ်ခုသောပြည်သို့ဓာဘေးရောက်စေသောအခါပြည်သားတို့သည်ပြည်သားတယောက်ကိုယူ၍ကင်းဆောင်ထားပြီးမှထိုသူသည်ဓာဘေးရောက်သည်ကိုမြင်လျက်တကိုးကိုမှုတ်၍တတိပေးတော်လဲတစုံတယောက်သောသူသည်တဘိုးမှုတ်တံကိုကြားလျက်နှင့်အမှုမထားဓာဘေးရောက်၍သူ၏အသက်ဆုံးရင်ထိုသူသည်အသက်ဆုံးသောကိုအသက်ဆုံးသောအပြစ်ကိုကိုယ်တိုင်ခံရမည်တဘိုးမှုတ်တံကြား၍အမှုမထားသောကြောင့်ကိုအသက်ဆုံးသောအပြစ်ကိုကိုယ်တိုင်ခံရမည်အမှုထားသောသူမူကားကိုအသက်ကိုကယ်တင်လိမ့်မည်သို့မဟုတ်ကျင်းဆောင်ထားသောသူသည်ဓာဘေးရောက်ကြောင်းကိုမြင်လျက်တဘိုးမမှုတ်ပြည်သားတို့အားသတိမပေးသောကြောင့်ဓာဘေးရောက်၍တစုံတယောက်သောသူသည်အသက်ဆုံးရင်ထိုသူသည်မိမိအပြစ်ကြောင့်အသက်ဆုံးတော်လဲသူ၏အသက်ကိုကင်းဆောင်သောသူ၌ငါတောင်းမည်အဲ့လိုပဲဒါတိုင်းပြည်နဲ့ရှင်ပြီးတော့ပြောတဲ့စကားဖြစ်တယ်ဒါတိုင်းပြည်မှာကျင်းဆောင်ထားတယ်ကျင်းဆောင်ကပြည်သူပြည်သားတွေကိုတတိပေးရမယ်တတိမပေးလို့ရှိရင်ဘုရားသခင်ကဒီတတိပေးမခံလို့ပေသွားတဲ့သူရဲ့အသက်ကိုကင်းဆောင်မှာထားမယ်အဲ့လိုပဲအချင်းလူသားတဲ့ထို့သူတင့်ကိုဣသရေလအမျိုး၌ကျင်းဆောင်စေခြင်းကငါခံထားသောကြောင့်တင်သည်ငါ၏နှုတ်ထွက်စကားကိုနားခံ၍သူတို့ကိုသတိပေးရမည်ငါသည်လူဆိုးအားအိုးလူဆိုးအကယ်စင်စစ်တင်သည်အသေးခံရမည်ဆိုသောအခါသို့သောသူသည်သူ၏လမ်းမှလွဲစေခြင်းကတင်သည်သတိမပေးလျင်ထိုလူဆိုးသည်မိမိအပြစ်ကြောင့်အသက်ဆုံးလိမ့်မည်တို့ရာတွင်သူ၏အသက်ကိုတင်နိုင်ငါတောင်းမည်သို့မဟုတ်လူဆိုးကိုသူ၏လမ်းမှလွဲစေခြင်းကတင်သည်သတိပေး၍သူသည်မလွဲဘဲနေရင်မိမိအပြစ်ကြောင့်အသက်ဆုံးတော်လဲတင်သည်ကိုအသက်ကိုကိုကဲပြီအကျဉ်းသားကျမတို့ကတယောက်နဲ့တယောက်နှိုးဆော်သတိပေးရမယ်တာဝန်ရှိတယ်ဒါကျမကိုကင်းဆောင်ထားတယ်လို့ဆိုပြီးကျမကဟောတာမဟုတ်ဘူးကျမတို့ကယေရှုခရစ်တော်၏အသွေးတော်အားဖြင့်ကယ်တင်ခြင်းတို့ရောက်ပြီးတော့အပြစ်ကင်းစရာတို့ရောက်တဲ့သူတွေအားလုံးဟာအမှုတော်ဆောင်တွေဖြစ်ကြတယ်။ဘာလဲဆိုအသက်ရှင်တော်မူသောထာဝရဘုရားရဲ့အမှုကိုဆောင်ရကြတဲ့သူတွေဖြစ်တယ်။ဆိုတော့ကျမတို့ကကိုယ်ဘေးနားမှာကျမဆိုလို့ရှိရင်ကျမမှာမိသားစုရှိတယ်ကျမမှာကလေး3ယောက်ရှိသလို
ကျမမှာညီမငယ်အရင်3ယောက်လည်းရှိတယ်ကျမညီဦးဖြစ်တဲ့အတွက်ကျမမှာငယ်ဝင်းခွဲတွေလည်းရှိတယ်ကျမတို့ကတယောက်နဲ့တယောက်တတိပေးနှိုးဆော်အောင်စီရင်တာမဟုတ်ဘူးနော်စီရင်တာနဲ့တတိပေးနှိုးဆော်တာနဲ့မတူဘူးဟုတ်ဒါကြောင့်မလို့ကျမကနေပြီးတော့အခုတတိအေဂျင့်တာဖះသခင်ကအရှင်ထာဝရဖះဒီမှာအခန်းငယ်7မှာဗာဆက်ပြောလဲဆိုအရှင်ထာဝရဖះမိန်တော်မူသည်ကငါအသက်ရှင်သည့်တိုင်သို့သောသူသည်အသေးခံခြင်းအမှုကိုငါနှစ်သက်သည်မဟုတ်ဖះသခင်ကကျမတို့ကိုချစ်တဲ့ဖះဖြစ်တဲ့အတွက်ကျမတို့ဆုံးရှုံးကျမတို့ရဲ့ဝိညာဉ်တွေဆုံးရှုံးသွားမှာကိုဖះသခင်ကနှမျောတယ်မနှစ်သက်ဘူးသို့သောသူသည်မိမိသို့သောလမ်းမှလွဲ၍အသက်ရှင်ခြင်းအမှုကိုငါနှစ်သက်၏ဆိုဒါကြောင့်မလို့ကျမကဒီစာအုပ်ကကျမလက်ထဲမှာရောက်လာတဲ့အခါမှာကျမပြောရလို့ရှိရင်ဒီဥစ္စာကနှစ်အုပ်ရှိလို့ဒေါ်ကပေးလို့ရောက်လာတယ်မြတ်ဒါမြန်မာပြည်သူတွေနဲ့လည်းဆိုင်တယ်မြန်မာပြည်မှာရှိတဲ့ခေါင်းဆောင်တွေနဲ့ဆိုင်တယ်အဲ့မှာနှစ်အုပ်ရှိတဲ့ထဲမှာကျမရွေးလာတယ်ဒီတအုပ်ကိုရွေးလာတယ်အကြောင်းရင်းကဘာလဲဆိုတော့ဒီဥစ္စာက millennium ပေါ့နော်အဲ့တော့international breakfast မှာပေးခဲ့တယ်ဟာနောက်တအုပ်ကကြတော့ဘုထုမှုကြီးတန်းချွေဆိုပြီးတော့နာမည်တက်တာဆိုတော့သူတို့ကနှစ်အုပ်ပေးလိုက်တယ်တအုပ်ကတကယ်အဲ့အချိန်တုန်းကဘုထုမှုကြီးတန်းချွေရဲ့အတွက်ကိုအဲ့မှလည်းမရဘူးဆိုတော့ဒီဥစ္စာကိုကျွန်မယူလာခဲ့ယူလာပြီးတော့ကျွန်မဒီစောက်တယ်ကျွန်မတကယ်ကိုအဖို့တန်တယ်ပေါ့နော် study လုပ်ရတာဘာဖြစ်လို့ဆိုတော့ Bible တစ်ခုလုံးကျွန်မမှာမြန်မာ Bible ရှိတယ် New King James ရှိတယ်ဒါပေမဲ့ဒီဥစ္စာ study Bible ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ leadership အတွက်ကိုကျွန်မstudy လုပ်တာဘာဖြစ်ဆိုတော့ကျွန်မက real estate broker တယောက်ဖြစ်တယ် real estate broker ဆိုတာကကိုbusiness ကို run နေရတယ်ကိုဥဆောင်နေရတယ်ထို့သူမိခင်တယောက်ဖြစ်တဲ့အတွက်ကျွန်မကဒါဥဆောင်နေရတဲ့ဟာအစိတ်ပိုင်းရှိတယ်ကျွန်မသားသမီး3ယောက်ကိုကျွန်မအနိကဥဆောင်နေရတယ်ကျွန်မသားသမီးတွေကိုကျွန်မငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ attitude နဲ့ကျွန်မသူတို့ကိုparenting လုပ်လို့ရှိရင်ကျွန်မသားသမီးတွေကကျွန်မကိုဘယ်လိုမှလေးစားမှာမဟုတ်ဘူးကျွန်မအဲ့ဒါကိုကောင်းကောင်းသိတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့သဘောတဘာဝမှာဒါမျိုးရှိတယ်အထူးသဖြင့်ကျမတို့အာရှလာတဲ့မိဘတွေကအများတန်းဒီနိုင်ငံမှာရှိတယ်Asian mom ဆိုတဲ့ joke ကိုရှိတယ်ကျမအဲ့ joke တွေကိုကြည့်တယ်ကြည့်ပြီးတော့ကျမဘာသတိထားပြီးတော့ကျမနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကလေးတွေကကျမတို့လူမျိုးတွေကိုအထင်တစ်မျိုးလွဲမှာဆိုလို့ထင်သေးမှာဆိုပဲကျမသူတို့မျက်စိထဲမှာမြင်များတွေလည်းရှိတယ်ဒါပေမဲ့ကျမအရင်ဆုံးဖះနဲ့အရင်ဆုံးတီဆောက်ပြီးမှကျမဖះသခင်ရဲ့အလိုတော်နဲ့ညီတော်မိခင်ဖြစ်ပါသည်ဆိုကျမဆူတောင်းပြီးတော့ကျမ်းစာဖတ်ပြီးတော့ကျမကလေးတွေကိုကျမမိခင်အဖြစ်နဲ့ကျမရက်တည်တယ်ပြုစုပြောထောင်ပေးတာဖြစ်တယ်ဆိုကျမကလေးတွေနဲ့ကျမနဲ့မှာအရန်ကိုကောင်းတဲ့ဆက်ဆံရေးရှိတယ်တယောက်နဲ့တယောက်ယုံယုံကြည်ကြည်ရှိတယ်ကျမကလေးတွေကကျမကိုလိုသေးတယ်လေးစားတယ်ဒါဖះသခင်လုပ်ပေးတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမကိုသိတဲ့သူတွေအကုန်လုံးကကျမဘယ်လိုမျိုးလဲဆိုတာသိတယ်ခရစ်တော်နဲ့မတွေ့ခင်ကမာလာနဲ့ခရစ်တော်လိုလက်ခံရရှိပြီးခရစ်တော်ရဲ့ပြုပြင်ပြောင်းလဲပေးခြင်းကိုခံတဲ့မာလာနှစ်ယောက်လူမျိုးကိုဖြစ်သွားတယ်ဆိုတော့ကျမကိုလည်းကျမသိသလိုကျမအခုအဲ့မှာကျမမြန်မာပြည်မှာရှိတဲ့ကျမဦးလေးတွေအတော်တွေမိဘမရှိတော့ဆိုဦးလေးတွေအတော်တွေလည်းပြောပြနိုင်တယ်ဆိုတော့ဒါကြောင့်မလို့ကျမတို့လာမယ့် January လ9 ရက်နေ့ကြလို့ရှိရင်ကျမနဲ့အတူတူ one year study Bible အတွက်ကို leadership for God word ဆိုတဲ့ဟာကိုအတူတကွတိဆောက်အောင်ကျမရဲ့ဒီဗီဒီယိုကိုနဲ့သိတဲ့သက်ဆိုင်တဲ့ခေါင်းဆောင်တွေ leader တွေmanager တွေအလုပ်ခွင်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အထက်အရာရှိတွေနဲ့ share လုပ်ပါ
ဒါပေမဲ့ဒါဟိုတိုက်ခိုက်ချင်တာလို့မဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျမဒံယေလာထဲမှာပါတဲ့နေဘုခနေစာမျိုးကြီးအကြောင်းကိုကျမပြန်စဉ်းစားပြီးတော့ဖျားသခင်ကအားလုံးကိုလမ်းလွဲနေတဲ့လူတွေအားလုံးကိုလမ်းမှန်ပြန်ရောက်စေတယ်ဖျားပြောထားတယ်ပျောက်သောတိုးတစ်ခေါင်ကြံနေတဲ့69တောင်ပျောက်သောတိုးတစ်ခေါင်ပြန်တွေ့တာသူအတွက်ဝမ်းမြောက်တယ်ဆိုတယ်ဆိုတော့ကျမတို့တွေဒါခေါင်းဆောင်တွေထဲမှာပျောက်သောတိုးမဟုတ်ဘဲနဲ့ဖျားသခင်ရဲ့အလိုတော်နဲ့ညီဥဆောင်နေတဲ့သူတွေရှိသလိုလမ်းလွဲနေတဲ့ယုံကြည်သူခေါင်းဆောင်တွေလည်းအများကြီးရှိတယ်ကျမကိုယ်တိုင်ကြုံဘူးတယ်တစ်ချိန်ပြောပြမယ်ဒီအကြောင်းလေးကိုနောက်တစ်ခုကယုံကြည်သူမဟုတ်တဲ့ခေါင်းဆောင်တွေလည်းရှိတယ်ကျမတို့တိုင်းပြည်မှာအခက်ခဲတွေရောက်နေတာဘာဖြစ်လို့လဲဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်အဲကြောင့်မလို့ဒီလာမယ်2026မှာမြန်မာပြည်မှာရှိတဲ့ခရစ်ယာန်ခေါင်းဆောင်တွေအားလုံးကျမနဲ့အတူတူတည်ဆောက်ကြအောင်ခေါင်းဆောင်ဆိုတာနော်လက်နဲ့ကင်ခေါင်းဆောင်လို့ပဲပြောတာမဟုတ်ဘူးကိုယ့်အိမ်မှာကိုယ်ဥဆောင်နေရတဲ့သူတွေအားလုံးကခေါင်းဆောင်ပါပဲအားလုံးဖျားသခင်ကောင်းကြီးပေးပါသည်9ရက်နေမှာတွေ့မယ်နော်